Okay အားလုံးမင်္ဂလာပါကျမတို့ဒီညညီမ3ယောက်တပတ်တစ်ခါစနေနေ့စင်ကာပူကနေစနေမနေ့ USA ကနေတောက်ကြညနေပိုင်းမှာကျမတို့အမေရိကန်လုံနေကြ live talk ကိုပြန်လည်စတင်ပါပြီအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျမတို့ရဲ့ခေါင်းစဉ်ကတော့ဘောနော်what's one habit that transform my business ဒီလုပ်ငန်းတိုးတက်စေတဲ့ကျမတို့ရဲ့အလိအကျင့်အကောင်းတစ်ခုကဘာဖြစ်မလဲဆိုတဲ့အရာဖြစ်တယ်အဲ့ဒါလည်းအရာကိုအရေးကြီးတယ်လုပ်ငန်းတစ်ခုလုပ်တဲ့ဆိုရင်မအောင်မြင်တဲ့နဲ့လုပ်တဲ့လူတွေစပြီးတော့မအောင်မြင်တဲ့လူလည်းအများကြီးရှိတယ်အဲ့ဒါကြောင့်ကျမတို့လုပ်ငန်းကိုအောင်မြင်အောင်ဘာအကျင့်အကောင်းလေးတစ်ခုကျမတို့မှာအရှိတယ်လေဆိုတဲ့အရာလေးတွေကိုကျမတို့ပြောကြမှာဖြစ်တယ်ပေါ့နော်ဒီညမှာကျမတို့အမေရိကန်ကြည့်ရှုနေတဲ့အားလုံးရဲ့ follower တွေကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တယ်နော်ဒါဆိုရင်ဒီညီမတန်တာကနေစပြီးတော့ကိုမိစင်ချင်းအဖြစ်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဝိညာဉ်ပြပါဟုတ်ကဲ့အမဒီနေ့ host လုပ်ပေးတဲ့အမမက်လေးရယ်ဒီမှာဒီ live ပေးမှာပါတဲ့ညီမလေးစိုးနန္ဒာရောအားလုံးကိုမင်္ဂလာပါလို့အမနှုတ်ဆက်ပါတယ်ကျေးဇူးလည်းတင်ပါတယ်အမ page အမတို့ page တွေက follower တွေအားလုံးကိုလည်းအမမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျမနာမည်ကတော့ခင်သနာဦးပါလောလောဆယ်တော့စင်ကာပူမှာနေတယ်ဒီနိုင်ငံမှာနေတာတော့19နှစ်တည်းရှိပြီပေါ့နော်ဒီ digital business ကိုလုပ်ကိုင်နေတာကတော့3နှစ်ကျော်ပါပြီဒီနေ့ကျမတို့မျှဝေပေးမဲ့အကြောင်းအရာလေးရတော့ပေါ့နော်ကျမတို့လုပ်ငန်းကိုတိုးတက်ပြောင်းလဲစေတယ်ကျမတို့မှာရှိတဲ့ကောင်းတဲ့အလေးကျင့်လေးတစ်ခုပေါ့နော်ကောင်းတဲ့အလေးကျင့်လေးတစ်ခုဒီလုပ်ငန်းနဲ့ရောက်လာတဲ့အခါကျလို့ရှိရင်ကျမပုံစံကအရင်တော့နဲ့မတူတော့ဘူးပေါ့နော်ကိုပုံစံလုံးဝပုံစံပြောင်းသွားတယ်အရင်တော့ကနေခြင်းတလို့နေဒီအနာဂတ်လည်းကြံတွေးတောထားတာမရှိပေါ့နော်တေချာပလန်ချထားတာလည်းမရှိအဲ့လိုဖြစ်နေတဲ့အနေအထားကနေဒီလုပ်ငန်းကိုရောက်လာရလာပြီးတဲ့အခါမှာလောက်ကင်ပြီးတဲ့အခါမှာကျမကတော်တော်လေးပြောင်းလဲသွားတယ်ပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့ပို့ပြီးတော့ကိုလောက်ရမယ့်အလုပ်တွေပုံမြင်လာတယ်ပေါ့နော်ပုံမြင်လာတယ်အဲ့ဒီမှာတနေ့ကိုလည်းကိုယ့်ရဲ့ဒီ habit တွေပေါ့နော်ကိုယ့်ရဲ့ habit တွေကိုလည်းကောင်းအောင်ပြောင်းလဲရတယ်ပေါ့နော်အဲ့ဒီမှာကျမဒီပြောင်းလဲတဲ့ habit တွေကတော့အများကြီးရှိတယ်ပေါ့နော်တခုတည်းမကရှိတယ်အဲ့ဒီတခုကိုပြောရမယ်ဆိုရှင်တော့အချိန်မဖြုံးတာပေါ့နော်အချိန်မဖြုံးတာအရင်တော့ဆိုလို့ရှိရင်အချိန်တွေဖြုံးခဲ့တယ်အချိန်တွေဖြုံးခဲ့တယ်ဒီ social media ပေါ်မှာလည်းအချိန်ကုန်တာတွေရှိတယ်ဒီရုပ်ရှင်တွေကြည့်တယ်ဒီလိုပဲတခြားအတင်ပြင်းသတင်းတွေအဲ့ဒါမျိုးတွေရှောက်ဖတ်ပြီးတော့အချိန်တွေအများကြီးကုန်ပြီးတော့ကိုယ့်အတွက်ဘာမှလည်းမရဘူးပေါ့နော်ဘာမှလည်းအကျိုးကျေးဇူးမရှိဘူးအကျိုးကျေးဇူးမရှိတဲ့အပြင်တော့မှတခြားဒီလိုမျိုးတွေသတင်းတွေမမှန်တာတွေအဲ့လိုမျိုးတွေဖတ်ပြီးတော့ကိုယ် energy လကားကုန်တာပဲရှိရပေါ့နော်အဲ့တော့ဒီရောက်လာတဲ့ခါကျတော့ကျမကအဲ့ဒီဟာတွေအကုန်လုံးမကောင်းတဲ့ကိုယ့်ရဲ့ habit တွေအကုန်လုံးဖြတ်ရတာပေါ့နော်ဖြတ်ပြီးတော့ဖြတ်မှပဲကိုကဒီကောင်းတဲ့အလင်းကြီးတွေပြိုးထောင်လို့ရမှာအဲ့ဒါမှသာကိုယ့်ရဲ့လုပ်ငန်းကလည်းအောင်မြင်မယ်ကိုလိုချင်တဲ့ဘဝကိုလည်းမြင်မြတ်ရောက်နိုင်မယ်ပေါ့နော်အဲ့ဒါနဲ့ကျမကဒီအချိန်မဖြုံးအောင်လို့စူးစမ်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီလုပ်ငန်းလေးကိုတနေ့လုပ်တဲ့အချိန်ကနည်းတယ်ပေါ့နော်ဘာဖြစ်လို့လဲကျမတို့မှာတခြား full time လုပ်တစ်ခုကအချိန်အများကြီးပေးရတယ်အဲ့တော့ဒီလုပ်ငန်းလေးကိုတကယ်ပြောရမယ်ဆိုရင်ကိုယ့်ဘဝအတွက်အကျိုးရှိတဲ့အလုပ်ငန်းကိုလုပ်ဖို့အတွက်အချိန်နည်းနေရပေါ့နော်အချိန်နည်းနေရအဲ့ဒါကြောင့်မလို့တကယ်ကတော့အပြည့်အဝအောင်လုပ်ချင်တာပေါ့နော် full time အလုပ်ကရှိနေသေးတဲ့ကြောင့်မလို့အဲ့ဒီအချိန်ကလေးကိုပို့ရအောင်လို့လုပ်ရတယ်အဲ့ခါကျတော့ကိုယ်အချိန်မဖြုံးအောင်နေရတာပေါ့နော်အချိန်မဖြုံးအောင်နေရတယ်ပြီးကျမတို့လုပ်ငန်းမှာကကြတော့ကို့မှာအချိန်လေးရပေါ့နော်ကို့မှာ9မိနစ်ပဲရှိ10မိနစ်ပဲရှိအရန်အသုံးဝင်တယ်အဲ့ဒီ9မိနစ်10မိနစ်စာကိုလည်းတစ်ခုခုလုပ်လို့ရတယ်ပေါ့နော်လုပ်ငန်းအတွက်တစ်ခုခုလုပ်လို့ရတယ် post တင်လို့ရတယ်content တွေစဉ်းစားလို့ရတယ်အများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့အချိန်မဖြုံးမဲနဲ့ကျမတို့ကဘာလုပ်လဲဆိုဒီကိုလုပ်နိုင်တဲ့အလုပ်ကိုများများလုပ်နိုင်အောင်လုပ်တယ်ပေါ့နော်ကိုလုပ်နိုင်တဲ့အလုပ်ကိုများများလုပ်နိုင်အောင်လုပ်တယ်ကျမတို့အဓိကလုပ်တာကတော့3မျိုးပဲရှိရပေါ့နော်လေ့လာတယ်နောက်ပြီးတော့ဒီ
post တွေတင်တယ်ပေါ့နော် post ကိုယ့်ရဲ့ page မှာ post တွေတင်တယ်နောက်ပြီးလို့ရှိရင်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေကိုရှင်းပြပေးတယ်ပေါ့နော် guide လုပ်ပေးတယ်ပေါ့နော်အဲ့ဒီဒါအဓိကလုပ်ပေးတာပေါ့အဓိကလုပ်ပေးတာဆိုတော့အဲ့တော့ဒီကိုလုံနိုင်တဲ့ post တွေများများတင်တယ်ဆိုတဲ့အခါမှာဒီတင်မုံတင်ကြီးကလည်းအများကြီးရှိတာပေါ့နော်ဒီစာရေးပြီးတော့လည်းတင်လို့ရတယ် live အခုလိုမျိုး live တော်တွေလည်းပြောလို့ရတယ်ဗီဒီယိုနဲ့လည်းတွားလို့ရတယ်ကိုလုပ်လို့ရတာတွေအများကြီးပဲပေါ့နော်အများကြီးပဲအဲ့ဒီမှာမှကိုသဘောကျတဲ့ဟာပို့ပြီးတော့လုပ်ငန်းကိုထိရောက်စေတဲ့နည်းတွေကိုကျမတို့ကသုံးတာများတယ်ပေါ့နော်အဲ့လိုမျိုးတနေ့တနေ့ကျမများများပေါ့နော်များများလုပ်နိုင်အောင်ကြိုးစားတယ်ဟိုးအရင်ဒီလုပ်ငန်းကိုစလုပ်ခါစားတော့ကတနေ့ post 3ခုတင်ဖို့ဆိုတာကြာတယ်ပေါ့နော်ဒီအချိန်ပေးရတယ်စဉ်းလဲစဉ်းစားရတယ်ဘာတင်ရမလဲမသိဘူးပေါ့နော်အခုနောက်ပိုင်းကျတော့မြန်လာတယ်ဆိုတော့ခေါင်းထဲမှာစဉ်းစားတင်ဖို့လို့အကြောင်းအရာ idea ရှိပြီးသားပေါ့နော်ကိုကအဲ့ဒါလေးကိုနည်းနည်းပါး prepare ပြီးတော့တင်ဖို့ပဲအချိန်ပေးရတော့တယ်ပေါ့နော်အရင်လိုအများကြီးစဉ်းစားစရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ပို့ပြီးတော့နားလည်လာတာလည်းပါတာပေါ့နော်အစပိုင်းတော့ကျတော့ဒီလုပ်ငန်းကိုစလုပ်တော့ကျတော့လုပ်ငန်းအကြောင်းအများကြီးမသိသေးဘူးပေါ့နော်ကိုကတကယ်ခုမှစလုပ်တဲ့ခါကျတော့အဲ့ခါကျတော့ဒီဘယ်လိုမျိုး post တွေကဒီလုပ်ငန်းကိုပတ်သက်ပြီးတော့ attraction ဖြစ်စေလဲဘာလဲတိတ်မသိသေးဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကြားတယ်ပေါ့နော်ကြားတယ်အခုကျတော့မြန်လာတယ်ဒါတွေကိုပိုနားလည်လာတယ်အဲ့တော့တနေ့တနေ့ကိုရဲ့အလုပ်တွေပေါ့နော်များများပြီးနိုင်အောင်လုပ်တယ်များများပြီးနိုင်အောင်လုပ်ဖို့လို့အတွက်ကိုအဲ့ဒီအချိန်ကို9မိနစ်10မိနစ်ကအစားမဖြုံးမနဲ့သွားတယ်ပေါ့နော်အဲ့လိုမဖြုံးဖို့လည်းကျမတို့မှာနည်းနည်းနောက်ထပ် challenge တစ်ခုရှိတာပါလဲဆိုတော့ကျမတို့ကဒီလုပ်ငန်းကိုလုပ်တဲ့အလုပ်ကစီ social media မှာလုပ်ရတယ်ဆိုတော့အများနဲ့ social media ပေါ့မှာရှိနေတယ်ပေါ့နော်ဒါပေမဲ့ကျမကဒီ personal account နဲ့ Facebook မှာ personal account နဲ့ page နဲ့ဆိုရင် personal account ကိုတိတ်မသုံးပြဘူးပေါ့နော်တခါတလေကလေးပုံလေးတွေအရင်တော့တင်ထားခဲ့တာတွေ memory တက်လာလို့ပြန် share တာပဲရှိရပေါ့နော်သူငငယ်တုန်းကပုံတွေအဲ့ဒါပဲအတိအသင့်မတင်ဘူးပေါ့နော်အဲ့တော့ personal account မှာမရှိတာများတယ်ဒါပေမဲ့ page မှာတော့အမြဲတမ်းရှိတယ်ပေါ့နော် page မှာရှိနေတဲ့အခါကျတော့ကျမတို့ကတခါကျလို့ရှိရင်ကိုကတခုခုလေ့လာခြင်းလို့တခုခု post တင်လို့ဆိုပြီး page တွေဝင်သွားတဲ့အခါကျရင်တခြား page တွေတခြားအဲ့ရုပ်ရှင်တွေဘာတွေတက်လာပြီးတော့ပါသွားတတ်တယ်ပေါ့နော်ပါသွားတတ်တယ်အဲ့ဒါလေးကိုတော်တော်လေးသတိထားရတယ်ပေါ့နော်တခုနောက်ပိုင်းဒီ Facebook ကလည်းဒီရုပ်ရှင်လေးတွေတင်တယ်ပေါ့နော်အတူလေးတွေတင်တယ်စာတန်းထိုးတာလေးတွေနဲ့အဲ့ဒါလေးတွေကတော်တော်ကိုတတိထားတယ်ပေါ့နော်ကျမတို့ဒါဝင်မိသွားလို့ရှိရင်မေ့သွားတယ်ကိုလုံရမဲ့ဘာကိုခုလုံဖို့ဘာလို့ဘလို့ဒီ page တွေကိုဝင်လာတယ်ဆိုတဲ့အကြောင်းအရာမေ့သွားပြီးတော့အဲ့ဒီရုပ်ရှင်တို့ဘာလို့တဲ့ပါသွားတတ်တယ်ပေါ့နော်အဲ့တော့ကိုကအဲ့ဒီ page ကိုအဲ့ဒီမဝင်ခင်မှာကျမဆိုလို့ရှိရင်ခုနောက်ပိုင်းအဲ့လိုမျိုးဖြစ်မှာဆိုလို့ဒီကိုခေါင်းထဲမှာပဲဖြစ်စာနဲ့ပဲပေါ့ဖြစ်ပေါ့နော်အောက်မှာကိုလုံရမဲ့အလုပ်ကလေးတွေကိုရေးလိုက်တယ်ပေါ့နော်ရေးလိုက်တယ်ဒီနေ့ဒါလေးတွေတင်မယ်ဒီ post လေးတွေတင်မယ်ဒီ post လေးတွေဘာသာပြန်မယ်အဲ့လိုမျိုးလေးတွေရေးထားတယ်ပေါ့နော်ရေးထားပြီးတော့ကိုဒီတဲကိုဝင်တဲ့အကြောင်းအရာကိုခေါင်းထဲမှာမမေ့အောင်ထားရတယ်ပေါ့နော်ငါဒီ post တင်မလို့ဒီတဲကိုဝင်တာအဲ့လိုမျိုးလေးတွေလုပ်ရတယ်ပေါ့နော်အဲ့ဒီ social media ရဲ့ဟိုဆွဲဆောင်အားအကောင်းတော့ပါသွားတတ်တယ်ပေါ့နော်အဲ့လိုအချိန်မပြောင်းအောင်လုပ်တယ်နောက်တစ်ခုကကြတော့ဒီကိုအဲ့လိုမျိုးပေါ့နော်ကိုလောမဲ့အလုပ်ကလေးတွေစရင်းလေးတွေပြုစုပြီးတော့တနေ့အဲ့ဒီကိုလောမဲ့အလုပ်တွေပြီးအောင်လုပ်တယ်ပေါ့နော်အဲ့ဒါလေးတွေပြီးအောင်လုပ်တယ်နောက်တစ်ခုကကြတော့ကျမတို့ကဒီမှာလေ့လာဖို့လည်းအချိန်ပေးရတယ်ပေါ့နော်လေ့လာမှဒါကိုကပို့ပြီးတော့နားလည်ပြီးတော့ဒီလုပ်ငန်းရဲ့ပို့လုပ်နေတာကိုယ့်ရဲ့အလုပ်ကပို quality ကောင်းတာပေါ့နော်လေ့လာတော့မှဒါကိုယ့်ရဲ့အလုပ်ကပို quality ကောင်းတာမလေ့လာထားဘူးဆိုလို့ရှိရင်တင်တာပဲ post တင်တာပဲ post အရေးအတွက်တွေဒါများချင်များမယ် quality post ကမပါလာဘူးပေါ့နော်မပါလာဘူးအခုကြားတာတော့ကျမဒီနောက်ပိုင်းကကြားတော့အခုကကျမတင်ဖို့လို့များတာတွေထက်ကို quality ဖြစ်တဲ့ဟာမျိုးပို့ပြီးတော့ဦးစားပေးလာတယ်ပေါ့နော်များတင်လို့ရတယ်ကျမတနေ့ကို4ခု5ခုလောက်ထိတင်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာပို့ပြီးတော့ဒီကိုယ့်ရဲ့ဒီ audience ကိုဘယ်လို value လေးတွေပေးချင်တာလေးကိုပို့စီးစဉ်းစားရတယ်ပေါ့နော်ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းလေးပဲကျမတို့ audience ကိုဘယ်လို value တွေပေးချင်တာလဲဆိုတော့အဓိကကတော့ဒီလစာတစ်ခုတည်းကိုမမီခိုဖို့ပေါ့နော်မမီခိုဖို့ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်စီချင်တာပေါ့နော်ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့လို့ကိုယ်ပိုင်လုပ်ငန်းထဲမှာဒီ online ကနေလုပ်ရတယ်ဒီကျမတို့လုပ်နေတဲ့ digital business ကိုလုပ်ငန်းမျိုးလုပ်ဖို့လို့အဲ့လိုမျိုးတွေကိုကျမတို့ကတိုက်တွန်းတယ်ဒီဓာတ်ရိုက်နီးအားဖြင့်ရောတော်ရိုက်တော်နီးအားဖြင့်ရောတိုက်တွန်းတယ်ပြီးတော့အားပေးတယ်
ပြီးတော့အားပေးတယ်ပြီးလို့ရှိရင်လည်းဒီကျမတို့လုပ်ငန်းနဲ့တခြားကိုလက်လန်းမိတဲ့လုပ်ငန်းတွေပေါ့နော်လက်လန်းမိတဲ့လုပ်ငန်းတွေဘာတွေကွာခြားမှုရှိတယ်ကျမတို့လုပ်ငန်းကဘယ်လိုအားသာချက်တွေရှိလဲအဲ့ဒါမျိုးတွေကိုအများတန်းဟို audience တွေကိုပညာပေးတဲ့ post မျိုးပေါ့နော်အဲ့လိုမျိုးတွေတင်တာများတယ်အဲ့တော့ခုခေတ်ကတော့လူတော်တော်များများကလူတော်တော်များများကကြတော့ဘယ်လိုလဲဆိုတော့ဒီသူတို့မှာemployee mindset ပဲရှိတာများတယ်ပေါ့နော်များသောအားဖြင့်ကိုယ်ပိုင်လုပ်ငန်းဒီလူရည်အတွက်ကိုကြည့်မယ်ဆိုရင်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေတဲ့ဒီသူများဝန်ထမ်းလုပ်နေတဲ့သူတွေသူများဝန်ထမ်းလုပ်နေတဲ့သူအရေးအတွက်ကပုံများတယ်ပေါ့နော်အဲ့တော့များသောအားဖြင့်လူတွေကဒီတလလာစားရတာထက်ပိုပြီးတော့မတွေးတတ်ကြဘူးပေါ့နော်ကျမဆိုလည်းအရင်တော့အဲ့လိုပဲလာစားရတာထက်ပိုပြီးတော့ဒီထက်ကိုယ့်ဘဝကိုဘယ်လိုပြောင်းလဲလို့ရလဲဆိုတော့မတွေးတတ်ဘူးပေါ့နော်မဟုတ်အစင်မပြေဘူးဆိုတော့သိတယ်ဒါပေမဲ့ဘယ်လိုပြောင်းလဲရမလဲဆိုတော့မတွေးတတ်ဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေကျမတို့ကပညာပေးပြီးတော့တင်တယ်အဲ့လိုတင်ခြင်းအပြင်တယောက်ပေါ့နော်တယောက်ကလိုအပ်နေတဲ့တယောက်သူ့ဘဝကိုသူပြောင်းလဲခြင်းတဲ့တယောက်ကဒီကျမတို့ရဲ့တင်တဲ့ post လေးတွေတွေ့ပြီးတော့သူ့ idea ပြောင်းသွားမယ်သူ့ idea သူ့ရဲ့အတွေးခေါ်ပြောင်းသွားမယ်သူ့ရဲ့ mindset ကောင်းလာမယ်ပြောင်းလာမယ်သူ့ဘဝနဲ့သူ့မိသားစုဘဝတိုးတက်အောင်သူတစ်ခုခုလုပ်နိုင်မယ်ဆိုအကျိုးရှိတာပေါ့နော်အကျိုးရှိရပါကျမတို့ကအခုနောက်ပိုင်းအဲ့လိုမျိုးquality ဖြစ်စေမဲ့ post တွေတင်တယ်ပေါ့နော်ပြီးတော့ကျမတို့ဒီလေ့လာဖို့အတွက်ကိုလည်းဘာမှပူစရာမလိုကျမတို့မှာလေ့လာစရာ resource တွေအများကြီးရှိရပေါ့နော်အထူးသဖြင့်ဒီ training site ပေါ့ training site နဲ့ mastermind ဆိုလို့ရှိရင်ကျမတို့မှာ user တွေများအများကြီးပဲပေါ့နော်သူတို့ပေးထားတာတွေကတော့များနေသေးရကိုကတော့သူတို့ပေးသလောက်ကိုဒီအချိန်ပေးပြီးတော့အပြည့်အဝမယူနိုင်သေးဘူးပေါ့နော်ကိုရသလောက်ကလေးနေတိုင်းရသလောက်ကလေးယူပြီးတော့ပြန်သုံးချပြီးတော့ဒီလုပ်ငန်းတိုးတက်အောင်လုပ်နေတာပေါ့နော်လုပ်နေတာဆိုတော့အဲ့တော့အကောင်းဆုံးအတင့်ချုပ်ပြောမယ်ဆိုရှင်တော့ကျမကတော့အချိန်ကျမအနေနဲ့ကတော့ဗောနော်အချိန်မဖြုံးဖို့သတိထားတယ်ပေါ့နော်အချိန်မဖြုံးဖို့သတိထားတယ်ကိုရလာတဲ့အချိန်ကိုအကျိုးရှိပေါ့နော်အကျိုးရှိကိုကဥမာနိုင်ဝက်ရတယ်ဆိုရှင်အဲ့နိုင်ဝက်အတွင်းမှာကိုအလုပ်ဘယ်နှခုကြီးနိုင်မလဲပေါ့နော်ဘယ်နှခုကြီးနိုင်မလဲဘာတွေလုပ်နိုင်မလဲဘာတွေလေ့လာနိုင်မလဲအဲ့ဒါမျိုးလေးတွေအသေးစိတ်ပေါ့နော်ကိုမစခင်ပါတည်းကအသေးစိတ်စဉ်းစားထားပြီးတော့လုပ်သွားတယ်ပေါ့နော်ကြိုးပြီးတော့မစဉ်းစားထားရင်လည်းအဆင်မပြေဘူးပေါ့နော်ကြိုးပြီးတော့မစဉ်းစားထားတဲ့ခါကျရင်အဲ့ဒီအချိန်ရောက်တော့မှဒီကဟိုဟာလို့အောင်မလို့ဒီဟာမလို့အောင်မလို့အဲ့ဒါနဲ့9မိနစ်10မိနစ်ကကုန်သွားအောင်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုယ်အနေထားနဲ့ကိုပေါ့နော်ကိုယ်အနေထားနဲ့ကိုဘွားနဲ့ကိုရဲ့အလုပ်ချိန်နဲ့ကိုမိသားကိုရဲ့အားမဲ့အချိန်နဲ့ပေါ့မူတည်ပြီးတော့ကိုကအဲ့လိုအပြောင်းလဲလေးလုပ်ပြီးတော့ဒီထက်ပိုပြီးအဆင်ပြေအောင်လုပ်ရတယ်ပေါ့နော်ပြီးတော့ဒီလုပ်ငန်းဒီလိုမျိုးလုပ်လို့ရတာလေဒီလုပ်ငန်းမှာပဲဒီလုပ်ငန်းပဲရှိတာပေါ့နော်လုပ်ငန်းကတကယ်ကို flexible ဖြစ်တယ်ကျမတို့ဘယ်သူမှမဆိုပေါ့နော်ကျမတို့၃ယောက်ဆိုလို့ရှိရင်လည်းဘဝတွေကမတူဘူးနောက်ခံ background လည်းမတူဘူးနေတဲ့နိုင်ငံတွေလည်းမတူဘူးပေါ့နော်ဒါပေမဲ့ကျမတို့၃ယောက်စလုံးမှာအဆင်ပြေအောင်ဒီလုပ်ငန်းလေးကိုအဆင်ပြေအောင်လုပ်လို့ရတဲ့နည်းတွေအများကြီးရှိရပေါ့နော်နည်းတွေအများကြီးရှိရဒါကျမတို့၃ယောက်မှမဟုတ်ဘူးတစ်ကမ္ဘာလုံးကဘယ်လိုလူမျိုးမဆိုဒီလုပ်ငန်းကိုအဆင်ပြေလုပ်လို့ရအောင်လုပ်ပေးထားတာပေါ့နော်အဲ့လိုဒီဇိုင်းဆွဲထားတဲ့လုပ်ငန်းကျမတို့တခြားလုပ်ငန်းတွေတခြား online ပဲဖြစ်တခြား digital business ပဲဖြစ်တခြားဒီ traditional business ပဲဖြစ်ဆိုလို့ရှိရင်ကျမတို့ပုံစံနဲ့လုံးဝအဆင်မပြေနိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့ flexible ဖြစ်အောင်လုပ်လို့မရအောင်အဲ့ဒီလုပ်ငန်းတွေအဲ့လိုတွေသွားလုပ်လို့ရှိရင်ကျမတို့တွေပို့ပြီးတော့အချိန်ပေးရမယ်ပြီးတော့လည်းအဆင်ပြေလားမပြေလားဆိုလည်းမသိကြဘူးပေါ့နော်အဲ့တော့ဒီလုပ်ငန်းမှာမှဒီလုပ်ငန်းကိုရခဲ့တော့အဲ့ဒီရဲ့လုပ်ငန်းရဲ့အကျိုးကျေးဇူးကြောင့်ကျမတို့ရဲ့ရှိနေတဲ့အချိန်လေးတွေမှာမူတည်ပြီးတော့အကျိုးရှိပေါ့နော်အကျိုးရှိသုံးပြီးတော့ဒီလုပ်ငန်းလေးတိုးတက်အောင်ကျမတို့လုပ်ငန်းလေးတိုးတက်အောင်ကျမတို့တွေအကုန်လုံးအတူတူတိုးတက်မှုရှိအောင်ပြီးတော့ကျမတို့တွေနဲ့အတူတူတွဲလုပ်မဲ့သူတွေရဲ့ဘဝတွေလည်းတိုးတက်မှုရှိအောင်အဲ့တော့နေ့တိုင်းပေါ့နော်ကျမတို့စူးစမ်းနေကြတယ်အဲ့တော့ကျမရဲ့ဒီနောက်ပိုင်းလေးတိုးတက်ပြောင်းလဲလာတဲ့အကျင့်ကတော့အဲ့ဒီအချိန်မဖြုံးတာပဲပေါ့နော်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ဒီနေ့တနာမျှဝေပေးတာကတော့ဒီလောက်ပါပဲအမရေအမကunmute လုပ်လာအောင်နော်ကျေးဇူးအများကြီးတင်တယ်ဟုတ်တယ်အချိန်ကငွေပိုက်ဆံပဲဆိုတာကတကယ်ပဲဟုတ်တယ်နော်အဲ့ဒီအရာတွေကိုအရင်တော့ကတော့နားမလည်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီအချိန်ဟာအရာကိုတန်ဖို့ရှိတယ်အချိန်ကပိုက်ဆံပဲဆိုတဲ့အရာကတကယ်ပဲကျမတို့အခုအာဗာလဲတကယ်လက်တွေ့အသုံးပြုလာတတ်တယ်ပေါ့နော်အာ
ဟုတ်တယ်စီကံရှိတာကအရာကိုကျမတို့ရဲ့ဘဝကိုတုတက်စီတော့အရာတစ်ခုဖြစ်တယ်ပေါ့နော်အခုလိုအလုပ် engineering လုပ်ငန်းအချိန်ပြည့်လုပ်ရင်းနဲ့မိသားစုကြည့်ရှုရင်းနဲ့ပေါ့နော်ဒီလုပ်ငန်းကိုလုပ်နိုင်တယ်ဆိုတာကလည်းအချိန်ကိုတန်ဖိုးထားလို့ပဲဖြစ်တယ်နော်အားတဲ့အချိန်လေးတစ်ခုမှအလကားမဖြစ်အောင်ဒီလိုမျိုးအမြော်အမြင်ရှိပြီးတော့ကြိုးစားတဲ့အရာကတရရက်မှာresult ကောင်းကောင်းလေးရမှာပေါ့နော်အဲ့ဒါကြောင့်လုပ်ချင်တဲ့လူတွေအချိန်မပြုံးချင်ဘူးဆိုရင်တစ်ခုခုကိုစီစဉ်ထားမှဖြစ်တယ်ပေါ့နော်အခုဒီစီးပွားရေးကောင်းချက်ကတော့ကိုယ့်ရဲ့အလုပ်ကိုထားခဲ့เสียမလို့ပဲနဲ့အားတဲ့အချိန်မှာတွဲလုပ်နိုင်တဲ့အတွက်ကြောင့်အရန်ကိုဟိုအားတာချက်ကဒါကတစ်ခုဖြစ်တယ်ပေါ့နော်တခြားလုပ်ငန်းဆိုရင်တော့အဲ့ဒီလုပ်ငန်းလုပ်ဖို့ရန်အာအဲ့ဒီအတွက်အချိန်ကိုပြင်ဆင်ရမှာဖြစ်တယ်အခုကတော့တခုမှထားခဲ့เสียမလို့ပဲနဲ့အားတဲ့အချိန်လေးမှာဒီလိုမျိုးလုပ်ခဲ့တာကတော့အရန်ကိုကောင်းတဲ့အခွင့်အလမ်းဖြစ်တယ်ကျေးဇူးအများကြီးတင်တယ်အခုကတော့တမီဆွနန္ဒာကနေကိုယ့်ရဲ့အချိန်ဘယ်လိုမျိုးတန်ဖိုးစစ်စွာအသုံးပြုခဲ့လဲဒီစီးပွားရေးအတွက်ဘယ်လိုမျိုးအကျင့်ကောင်းလေးကကိုငွေပြီးခဲ့လဲဆိုတဲ့အရာလေးကိုမျှဝေပေးမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါအန်ဒီရောအမရောမင်္ဂလာပါဒီ live လေးမှာပါဝင်ခွင့်ရတဲ့တက်လည်းကျေးဇူးတင်ပါတယ်host လုပ်ပေးတဲ့အန်ဒီကိုလည်းကျေးဇူးတင်ပါတယ်page ဒီကနေပြီးတော့နာနာကိုတည်တဲ့လူပဲရှိတယ်လို့မတည်သေးတဲ့လူပဲရှိတယ်ပေါ့နော်အရင်ဆုံးကိုမိတ်ဆက်ပေးပြစီနာနာနာမည်ကဆုနန္ဒာလို့ခေါ်ပါတယ်လက်ရှိအမေရိကန်နိုင်ငံမှာနေပြီးတော့ကိုတိုင်းနေတဲ့ social check ကိုဝင်ရောက်လုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်တစ်ဖက်တစ်လမ်းမှာလည်းအခုအမတို့အန်ဒီနဲ့အတူတူပဲဒီ digital business ကိုလုပ်ကိုင်နေသူတယောက်လည်းဖြစ်တယ်စိတ်ဝင်စားတဲ့သူတွေကိုလက်တွဲပေးပြီးတော့ကူညီပေးနိုင်တဲ့မန်တယောက်လည်းဖြစ်ပါတယ်ဒီနေ့ကောင်းစိတ်လေးမှာဆိုရင်ဒီလုပ်ငန်းတိုးတက်စေဖို့ပေါ့တော့နာနာအတွက်အလေးချိန်ကောင်းတစ်ခုတော့တစ်ခုမကအများကြီးရရှိတယ်ပေါ့နော်အဓိကကတော့ဘာဖြစ်လာလဲဆိုတော့အရင်ကဆိုပြည်စုံမှာငါလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုတဲ့ mindset ရှိခဲ့တယ်ဒါပေမဲ့ဒီလုပ်ငန်းကိုစလုပ်တဲ့ခါကျတော့ပြည်စုံမှာမဟုတ်ဘူးတိတိလေးနေစဉ်နဲ့အများလုပ်သွားမယ်ဆိုရင်ငါအတွက်အောင်မြင်မှုဆိုတာဖြစ်လာမယ်ဆိုတော့ mindset ကိုအဓိကရလာတယ်ပြီးတော့စဉ်ဆက်မပြတ်ပေါ့နော် consistency အနေနဲ့လုပ်သွားမယ်ဆိုရင်တနေ့အောင်မြင်မဲ့နေရာကိုရောက်ရှိလာမယ်ဆိုတာဒီ business ကနေပြီးလိုက်တဲ့ mindset တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့အမတနာပြောသလိုပဲFacebook ပေါ်မှာ post တွေကပုံမှန်အားဖြင့်ဒီလိုပဲတင်တတ်တယ်ပေါ့နော်ဟိုသွားတယ်ဒီသွားတယ်ဒါပေမဲ့ကိုကတကယ် value ရှိတဲ့ content တွေကိုရေးလာနိုင်တယ်ဆိုရင်ကိုယ့်ရဲ့ page ကိုလာတဲ့လူပဲဖြစ်ဖြစ် personal ကပဲဖြစ်ဖြစ်ဒီ business page ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေရာကိုပဲလာသူတို့အတွက်တစ်စုံတစ်ခုတော့value တစ်ခုကိုရရှိသွားမယ်ဆိုရင်ကိုယ့်အတွက်ဒါစီးပွားလည်းဖြစ်တယ်လို့အမပြောသလိုပဲစိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲသွားမယ်စိတ်သက်ကြနေတယ်ဆိုရင်ဒီ content လေးကိုဖတ်လိုက်တဲ့အခါကျရင်ငါပြောင်းလဲမှုကိုငါစိန်ခေါ်မှရမယ်ဒီလို challenge တွေကိုငါလုံးမှဖြစ်မယ်ဆိုရင်ကိုက sharing တစ်ခုကိုပေးလိုက်တယ်ဆိုရင်ဒါသူ့အတွက်အနှစ်သာရတစ်ခုဖြစ်သွားစေတယ်ပေါ့နော်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာ post တွေမယ်ဆိုရင်ဘယ်လိုမျိုး value ကိုငါပေးနိုင်ရင်လည်း content မျိုးဘယ်လိုဖန်တီးရမလဲဆိုရင်တွေးတောလာတက်လာတယ်ပေါ့နော်တွေးလာတက်တယ်နောက်ပြီးတော့လည်းခုနပြောသလိုပဲအမပြောသလိုပဲနေ့တိုင်းညီမတို့ကအလုံးလုပ်ခံကြရတယ်ပြီးတော့လည်းကိုယ့်အချိန်နဲ့ကိုဒါအချိန်အပြည့်အလုံးလုပ်ရတယ်အဲဒီခုနပြောသလိုပဲငွေကြေးနဲ့အချိန်တွေကတိုက်ရိုက်ချိုးကြတယ်အရင်တော့ဆိုရင် corporate လုပ်မှလုပ်တယ်ညီတော့ဆိုမြန်မာပြည်မှာညီတော့ဆို banking fee ထဲမှာနေတယ်တလားနေလစာဒီလောက်ရမယ်ဆိုတော့ကိုသိရဒါပေမဲ့ဒီနိုင်ငံကိုရောက်လာတဲ့ချိန်မှာပို့ပြီးတော့ပါသိလာလဲဆိုတော့ငွေကြီးနဲ့အချိန်ကတိုက်ရိုက်ချိုးကြတယ်ဆိုတော့ပို့ပြီးနားလည်လာတယ်ဘာလို့ဆိုတော့တနာယူဘယ်လောက်ကိုပတ်တိုင်းလားဖူးတိုင်းလားဆိုပြီးတော့တယောက်နဲ့တယောက်ကအချိန်ပေါ်မှာငွေကြီးတွေပြောင်းလဲနေတာကိုပို့ပြီးနားလည်လာတယ်ဒါကြတော့ငါကျူးဆိုင်ကျူးရတော့ငါအတွက်ဝင်နေဆိုတာပို့ပြီးရနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကိုယ့်ရဲ့ဝင်ငွေကို flexible stable တစ်ခုလည်းအနေနဲ့မဟုတ်ဘဲနဲ့ဘယ်နေရာကနေလုပ်ရင်ကိုယ့်အတွက်အချိန်ကကျိုးရှိငွေဝင်ငွေပိုရမယ်ဆိုပြီးတော့လေ့လာရင်းနဲ့ဒီ business ကိုလုပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီ business ကနေရရှိတဲ့အဓိကအကျင့်ကောင်းတစ်ခုပြောမယ်ဆိုရင်တော့
စဉ်ဆက်မပြတ်လုပ်နိုင်တဲ့ habit တစ်ခုကိုရရှိတာပေါ့နော်အချိန်ကို management လုပ်လာနိုင်တယ်ကိုယ့်အတွက်လည်းဒီအလုပ်လေးကိုလုပ်မယ်ဆိုရင်အချိန်ကပိုပြီးအကျိုးရှိတာအသုံးချတတ်လာတယ်အချိန်နဲ့ကောင်းကောင်းသုံးချလာနိုင်တဲ့ကိုယ့်အတွက်တစ်ဖက်တစ်လမ်းအနေနဲ့ဝင်ငွေတစ်ခုလည်းထည့်ရနိုင်တယ်ဆိုတော့ဒီအလေးကြီးတစ်ခုလေးကိုရရှိလာတယ်ပေါ့နော်ခုနပြောသလိုမသနာပြောသလိုညီမတို့ personal ကောက်တင်မှာကြည့်မယ်ဆိုရင်သူများရဲ့ပွဲတွေရှိမယ်ဗီဒီယိုတွေကြည့်မယ်ဒါတွေကတကယ်စဉ်းစားလိုက်အချိန်တွေကိုအရင်အလကားသုံးပြီးသူဖြစ်သွားတယ်ပေါ့နော်အခုဆိုရင်ဒီ business ကိုလုပ်ကိုင်လာရင်းနဲ့ငါနည်းနည်းလေးလုပ်နိုင်ရင်တနေ့ကျရင်အောင်မြင်မှုရမယ်အကြီးမားကြီးလုံးမအောင်မြင်မှုမဟုတ်ဘူးနည်းနည်းဖြည်းဖြည်းနဲ့လုပ်သွားမယ်ဆိုရင်တော့ကိုသွားခြင်းနဲ့ milestone ကိုရောက်မှာဆိုတဲ့အထိရလာတဲ့ကြောင့်ပို့ပြီးတော့လည်းဤပညာပိုင်းဆိုရင်လည်း training ဘက်ကလေ့လာတယ်မသိရင်အမားတို့အန်ဒီတို့သိတဲ့လူတွေအကုန်လိုက်ရေးတယ်အဲ့တော့ကိုကပို့ပြီးတော့သိကျင်တယ်ပြီးတော့လည်းဤပညာပိုင်းတွေကိုပို့ပြီးတော့ကိုပို့လေ့လာခြင်းနဲ့အရင်ကဆို video edit တွေကမလုပ်တတ်ဒါပေမဲ့ဒီ business ကိုလုပ်တဲ့အခါကျတော့ training ရဲ့ supporting ကြောင့်ဒီ business partner တွေ mentor တွေ coach တွေရဲ့supporting ကြောင့်ကိုကပို့ပြီးတော့ video edit လုပ်လာနိုင်တယ်ပြီးရင် mindset တွေလည်းပို့ပြီးပြောင်းလာနိုင်တယ်ပေါ့နော်ကိုကစဉ်းစားမပြတ်လည်းလုပ်လာနိုင်တယ်ပြီးတော့လည်းတခြားလူရေးတဲ့အခါ content တွေကိုလည်းတေချာဘယ်လိုပြောမလဲခုနပြောလို့တန်ဖိုးရှိအောင်ကိုပေးလာနိုင်နေခဲ့တယ်ပေါ့နော်ဒါအဓိကတော့အဲ့ဒီ habit လေးကိုရရှိလာခဲ့တယ်ပြီးတော့လည်းနောက်တစ်ခု mindset လည်းပြောင်းလဲသွားတယ်ပြီးတော့အခုဒီစီးပွားရေးကကုသိုလ်လည်းရဝမ်းလည်းဝလို့ပြောလို့ရတယ်တခြားလူကိုကူညီပေးရင်ကိုယ့်အတွက်လည်းအကျိုးကျေးဇူးရရှိလို့သူများရဲ့ဘဝကိုလည်းပြောင်းလဲပေးနိုင်တယ်relation တစ်ခုကိုလည်းကောင်းကောင်းကိုကယုံယုံကြည်ကြည်နဲ့တည်ဆောက်လာနိုင်တယ်အဲ့တော့ကိုယုံကြည်မှုရှိမှသာသူများကိုလည်းကိုကကူညီတဲ့အခါမှာယုံကြည်နဲ့ကိုကကူညီပေးနိုင်တယ်ပြောနိုင်တယ်ပေါ့နော်ဒီ business ကိုလုပ်လာရင်းနဲ့ပြောင်းလဲလာတဲ့ mindset ပေါ့နော်ဒါကြောင့်မလို့ဒီလုပ်ငန်းတစ်ခုကိုအောင်မြင်ဖို့ဆိုတာကaudience တွေ follower အများကြီးရှိဖို့မဟုတ်ဘူးကိုယ်တိုင်ကကိုယ့်ရဲ့ယုံကြည်မှုကိုတည်ဆောက်မယ်ပြီးရင်အဓိကဖြည်းဖြည်းလေးနဲ့ကိုကပုံမှန်လေးလုပ်သွားမယ်စဉ်ဆက်မပြတ်လုပ်လာရင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်မှုကိုအများကြီးရရှိတယ်ပေါ့နော်ဒါကြောင့်မလို့ခါလေးကျအရင်ပင်ပန်းတဲ့နေ့တွေဆိုရှိတယ်ပင်ပန်းတဲ့ခါကျရင်ရက်ပြစ်လိုက်လားဆိုတော့မရက်ပြစ်ဘူးဘာဖြစ်လို့ဆိုတော့ဒီအလုပ်မှာလောက်ရတာပျော်လာတယ်ကိုယ့်ရဲ့ mindset ကဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့လေအပန်းဖြေတဲ့နေရာတစ်ခုလိုအောင်ခံစားလာရတယ်ဘာဖြစ်လို့ခုနမနေ့ကရေဘာပုတ်လေးတွေကိုပေးချိန်မှာတင်လဲဆိုတဲ့ဟာမျိုးအဲ့လိုတွေးနေရတော့ကိုယ့်အတွက်အပျော်တစ်ခုကိုရရှိနေတနေ့ကုန်ဘလောက်ပဲအလုပ်ပြင်မယ်ဒီမနက်ပိုင်းလေးမှာကိုယ့်အတွက်motivation လေးကိုငါဘယ်လိုတင်လဲပြီးဒီစီးပွားရေးနဲ့ပတ်သက်ပြီးတန်ဖိုးရှိတဲ့ content တစ်ခုကိုငါဘယ်လိုမျိုးဝင်ရပေးရမလဲဆိုတဲ့ဟာတွေကိုအရင်ထက်ပိုပြီးတွေးတတ်လာတယ်ပြီးတော့လည်းအခု AI ကဘယ်လိုသုံးရမလဲဆိုတာကိုဒီ business ရဲ့ training ဆိုင်ရတယ်နောက်ပြီး leader တွေကနေပြီးတော့ပြောပြတဲ့အခါကျတော့ AI ကိုလည်းကိုကောင်းကောင်းသုံးချလာတယ် AI ကကိုမေးချင်တာကိုမေးလို့ရပေမဲ့ကိုလိုချင်တဲ့ point လေးတွေကိုရေးပြီးမှ AI ကသူ့ဘာလို့ creation လုပ်ပေးရတာအဲဆိုတော့ကိုကတွေးတတ်လာတော့เนาะအရင်ထက်အတွေးတွေပိုပြီးတော့ကောင်းကောင်းတွေးလာနိုင်တယ်ဘယ်လိုမျိုးလေးတန်မှုရှိအောင်ရေးပြလိုက်ရင်ကိုသူများအတွက်အနှစ်သာရရမယ်ပြီးရင်ဘယ်လိုပြောင်းလဲသွားမလဲခုနအမဌာနပြောသွားသလိုကိုယ့်ရဲ့ content တစ်ခုကိုသူများဖတ်သွားရင်သူစိတ်သက်ကြနေတော့သူစိတ်သက်ပိုပြီးမြင့်လာတယ်သူ့ဘဝမှာသူကအလုပ်လုပ်ချင်တယ်ဘာလို့အောင်လဲသူမသိဘူးဒါပေမဲ့ကိုရေးလိုက်တဲ့ value content လေးတစ်ခုကနေငါဒီ business လေးကိုလေ့လာလိုက်လို့ဆိုရင်ငါအတွက်ဘယ်လို changes တွေဖြစ်သွားမလဲလုပ်တာမလုပ်တာခဏထားဘာလေးကိုငါလေ့လာသင့်တယ်ဆိုတဲ့သူ့ရဲ့စိတ်ကူကတွန်းအားလေးဖြစ်ဖြစ် remind လေးလုပ်ပြီးတဲ့အခါကျတော့သူကပို့ပြီးတော့ကိုယ့်ရဲ့ business လေးလာလေ့လာတဲ့အခါကျတော့သူ့တဲ့စိတ်တွေကပြောင်းလဲသွားနိုင်တယ်သူပြောင်းလဲသွားရင်သူ့မိသားစုသူ့ရဲ့ဘဝတွေကပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အဓိကကတော့ဒီလုပ်ငန်းတစ်ခုကိုတိုးတက်ခြင်းနဲ့ဆိုရင်ကိုပြည့်စုံမှလုပ်မယ် perfect ဆိုတာပြီးမှမရှိဘူးကိုပြည့်စုံမှလုပ်မယ်ဆိုတဲ့စိတ်နဲ့ငါဒါလေးကိုစမ်းလုပ်ကြည့်နေငါတိတိလေးတွေကိုစုနေတယ်အရင်အများကြီးမရှိအောင်ငါနည်းနည်းလေးငါဘယ်လောက်လုပ်နိုင်လဲဆိုတဲ့တိလေးကိုစုနေတယ်ဒီနေ့မှအောင်မြင်မှုရမယ်ဆိုတာကိုပိုသိလာတယ်ပြီးတော့စဉ်ဆက်မပြတ်လုပ်တက်လာဒီဇိုင်းမမှန်လေးပေါ့နော်ငါတနေ့ကိုနည်းနည်းလုပ်သွားမယ်ငါမောနေအောင်ငါမရက်ဘူးဒါပေမဲ့ငါ slow သွားလိမ့်မယ်ဒါပေမဲ့အောင်မြင်မှုကတော့ရမှာပဲဆိုတဲ့စိတ်ဓာတ်တွေအကုန်လုံးပြောင်းလဲလာနိုင်တယ်ပေါ့နော်အတွေးခေါ်တွေကအစ mindset တွေကအစအများကြီးကိုပြောင်းလဲပြီးနိုင်တယ်ဒါကြောင့်မို့ဒီလုပ်ငန်းတစ်ခုကိုတိုးတက်စေမယ်ဆိုရင်တော့ဒီလို habit လေးတွေကပေါ့နော်ဒီလိုအလေးကျင့်လေးတွေကတကယ်ကိုကောင်းမွန်တယ်နာနာလေးဒီ business ကိုလုပ်ရင်းနဲ့မှဒီလိုမျိုးအလေးကျင့်ကောင်းလေးရလာပြီးတော့
ကိုယ့်ကိုယ်ကိုပို့ပြီးယုံကြည်မှုရှိလာတယ်ဒီ business မှာလည်းပြောလာတယ်နောက်ဆုံးပြောရမယ်ဆိုရင်တော့တကယ်ကုသိုလ်လည်းရောက်ဝမ်းလည်းဝတဲ့လုပ်ငန်းမျိုးပေါ့နော်ပညာပိုင်းမှာရောစိတ်သက်ပိုင်းဆိုင်ရာမှာရောအားလုံးကိုသင်ကြားပေးတယ်ပို့ပြီးတော့လည်းဒီလိုမှလုံနဲ့လူမှုဆက်ဆံရေးတွေအများကြီးကောင်းကောင်းမွန်ပိုသိလာတယ်တွင်ကျယ်လာတယ်တနေ့တည်းတော့ပေါ့နော်ဒီလိုမှပို့ပြောလာတယ်အဲ့လိုမျိုးဖြစ်လာတယ်ပေါ့ဒါကြောင့်မလို့ဒီ business ကအများကြီးပြောင်းလဲမှုရှိတယ်အလေးချိန်ကောင်းတွေကိုလည်းတကယ်ကိုသင်တန်းတွေတွားတက်စရာမလိုဘဲနဲ့ကိုယ့်ကိုကောင်းမွန်တဲ့လေ့ကျင့်လေးတွေပါ train ပေးတဲ့စီးပွားရေးတို့ကိုပိုင်ဆိုင်ထားရတာပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့လည်းဒီစီးပွားရေးကကိုယ့်အတွက်ကောင်းမွန်တဲ့အရာတစ်ခုဖြစ်မဲ့အတွက်ကြောင့်ဝင်ရောက်မိလာဖို့လည်းဖိတ်ခေါ်ပါတယ်ဒီ business ဒီစီးပွားရေးလုပ်ရင်းနဲ့ပေါ့နော်ဒီလုပ်ရင်းနဲ့ကိုယ့်အတွက်အလေးချိန်ကောင်းလေးတွေအများကြီးရရှိလာမယ်လို့လည်းနာမတရားနေပြီးဝင်ပြပေးချင်ပါတယ်ကျေးဇူးပါအန်တီ ကျေးဇူးတင်တယ်ဟုတ်တယ်အများကြီးshare ပြတယ်ကျေးဇူးအများတင်တယ်ဟုတ်တယ်ဒီစီးပွားရေးဝင်တာနဲ့ကျမတို့မှာတော့အလေးကျင့်အများကြီးတော့တိုးတက်သွားတယ်ပြောင်းလဲသွားပါတယ်ပေါ့နော်တင်ယူလေ့လာမှုကိုလည်းဖန်တီးပြီးလာတယ်ပေါ့နော်အရင်တော့ကဆိုရင်ကိုကကြောင်းမတက်တော့ဘူးငါဒါတွေဘာမှတင်စရာမလိုတော့ဘူးဆိုတော့တင်ယူမှုကအခုအတွက်မဟုတ်တယ်လို့မျိုးထားခဲ့တယ်လေနော်အခုဒီစစ်ပွဲဝင်တဲ့အခါမှာဒီစစ်ပွဲနဲ့ပတ်သက်တဲ့အရာဖြစ်လူမှုဆက်ဆံရေးကစပေါ့နော် mindset ကစအများကြီးပြောင်းလဲပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ရန်ဘာလိုအပ်လဲအမဲရန်လေ့ကျင့်ဖို့လိုအပ်တယ်စင်ဆက်မပြတ်လုပ်ရမယ်ဆိုတဲ့အတွေးလေးတွေလည်းဝင်လာပြီးတော့အကျင့်ကပါဒီစီပွဲကပြောင်းလဲပြီးတဲ့အရာကိုကျမတို့တွေ့ရတယ်ပေါ့နော်ကျေးဇူးများတင်တယ်နှစ်ယောက်စလုံး share ပြီးတယ်ကျမအခုနည်းနည်းshare ချင်တဲ့အရာကတော့ပေါ့နော်ကျမနာမည်ကလက်ခံမွေးဖြစ်တယ်တခါတလေကျမကိုမိတ်ဆက်ဖို့မိတော့တတ်တယ်နော်ကျမနာမည်လက်ခံမွေးဖြစ်တယ်ကျမကမိခင်လည်းဖြစ်တယ်အဖွားလည်းဖြစ်တယ်အခုမှ North Carolina ပြည်နယ် USA မှာနေထိုင်ပါတယ် full time အလုပ်လုပ်ကိုင်ရင်းနဲ့ဒီစီးပွားရေးကိုလုပ်ကိုင်နေတာဖြစ်ပါတယ်ကျမဒီစီးပွားရေးလုပ်တဲ့အခါမှာအကျင့်ပြောင်းလဲလာတဲ့တခုဒီစီးပွားရေးအတွက်ဆိုရင်အရင်တော့ကပေါ့နော်နှစ်ယောက်ပြောခဲ့တယ်လို့ပေါ့နော်အချိန်ကိုဒီလိုမျိုးလုပ်ငန်းကိုမရှိတဲ့ခါကျတော့ဘယ်နေရာမှာအချိန်ကုန်မလဲဆိုရင်ကိုကြိုက်တဲ့အရာလေးကိုမျက်စိအစာကျွေးဖို့ရန်တော့ပဲအချိန်ကကုန်သွားတာပေါ့နော်ဒီလုပ်ငန်းစတင်လုပ်တဲ့ခါကျတော့အားတဲ့အချိန်တိုင်းကိုဒီလုပ်ငန်းအတွက်ပြီးရတယ်အဲ့ဒါကြောင့်အရာကိုတန်ဖိုးရှိစေသွားတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဝမ်းတာတယ်ကြည်နပ်တယ်ပေါ့နော်ကိုယ့်ရဲ့အချိန်ဟာအလကားသွားဆရာမလို့တော့ဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်းအတွက်ပြီးဖို့ရဒီလုပ်ငန်းကလည်းငင်းငွေဆရာမဟုတ်ဘဲနဲ့တင်ယူလေ့လာတဲ့အခါမှာပညာလည်းတူးပြီးတော့အတိတ်တရားလည်းတူးဘဝတုတလည်းတူးလာတဲ့အရာမျိုးဖြစ်တဲ့အတွက်ကြောင့်ပျော်ရွှင်နေပေါ့နော်တကယ်ချင်းနဲ့ဒီနဲ့လည်းတွေ့ရတဲ့အတွက်ကြောင့်ဒီစီးပွားရေးလေ့လာတဲ့အခါမှာငင်းငွေဆရာမဟုတ်ဘဲနဲ့ပျော်ရွှင်ဆရာလည်းဖြစ်တယ်ပေါ့နော်ကျမရဲ့အကျင့်ကတခုကဘာလဲဆိုရင်ဟုတ်တယ်အရင်တော့ကဆိုရင်ဒီစီးပွားရေးစတင်ချင်းလဲကျမအဲ့လောက်ကြီးဒီစီးပွားရေးကိုလေ့လာဖို့ရန်အလေးချင်းလဲမရှိနိုင်သေးဘူးပေါ့နော်နောက်မှကြာလာတဲ့ခါကျတော့ကိုယ့်ရဲ့အတွေး mindset တွေကပြောင်းလဲလာတယ်ကိုကအောင်မြင်အောင်လုပ်ရမယ်ဆိုရင်တော့ကိုယ့်ရဲ့ mindset ကိုပြောင်းမှကိုယ့်ရဲ့ဘဝကိုပြောင်းလဲတယ်ဆိုတော့ဘ ഹു တုတ္တတွေလည်းအများကြီးဒီစီးပွားရေးထဲမှာတည်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုလည်းကိုယ့်ရဲ့အလေးအကျင့်တွေကိုပြောင်းရမယ်ဆိုတော့အရာကိုလည်းမြင်လာတယ်အဲ့ဒါကြောင့်ဒီစေပွဲထဲမှာအချိန်ကိုများပြီးလာတဲ့ခါကျတော့
နေ့စဉ်လုပ်ရမယ့်အရာလေးတွေကိုလည်းလုပ်ဖြစ်လာတယ်ပေါ့နော်အရင်တော့ဆိုရင်post တစ်ခုလုပ်ဖို့ရန်ကျမတနေကုန်ပဲဟုတ်တယ်တစ်ခုလုပ်ဖို့ရန်အရန်ကိုခက်ခဲတယ်သူများတွေဘယ်လိုမျိုး3ခုလောက်လုပ်နိုင်လဲဆိုပြီးတော့ကျမဟိုစဉ်းစားမရဘူးပေါ့နော်နဲ့အခုဆိုရင်ဒီလိလာချင်းအဖြစ်ပေါ့နော်စက်တိုက်လိလာချင်းအဖြစ်ဒါလေးတွေကအကြံလေးတွေလည်းပေါ်လာတယ်အတွေးထဲမှာပေါ့နော်အဲ့ဒါနဲ့ပုံမှန်တစ်ခါတလေတော့ပုံမှန်မလုပ်နိုင်တဲ့ပြတ်တဲ့ချိန်တော့ရှိပါတယ်ဒါပေမဲ့တစ်ခါတလေပဲဖြစ်တယ်ပေါ့နော်မြတ်တော်အဖြစ်လုပ်ပုံမှန်လုပ်နိုင်ခဲ့တဲ့အရာတွေများလာတယ်ပြီးတော့ကိုlive လုပ်တဲ့အခါမှာလည်းအရင်တော့ဆိုရင်နေ့တိုင်းမလုပ်နိုင်ဘူးပေါ့နော်တခါတလေပြက်လိုက်လုပ်လိုက်နဲ့ပဲကျမအမြဲတမ်းလုပ်တယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ကြိုတင်ပြင်ဆင်ထားတာမရှိဘူးခုနငယ်မပြောတယ်လို့ပေါ့နော်မပြင်ဆင်ထားတဲ့ခါကျတော့စဉ်းစားတာနဲ့နာရီဝက်လောက်ကုန်တော့ရအချိန်ကမလောက်တော့ဘူးအဲ့ဒါနဲ့မလုပ်ဖြစ်ဘူးဒီနေ့လုပ်ရမယ့်ဥစ္စာကိုမလုပ်ဖြစ်ဘူးမနေ့ပြန်ဆိုတဲ့အရာနဲ့ကျမလည်းအချိန်ကုန်တာမြရတယ်ပေါ့နော်အခုကတော့မနေ့ပြန်ဘာလုပ်မလဲဆိုတဲ့အရာလေးတွေကစဉ်းစားထားတဲ့ခါကျတော့ကိုယ်စိတ်ထဲမှာတွေးတဲ့ခါကျတော့အချိန်မီလုပ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမဒီဂရုစိုက်ကိုယ့်ရဲ့လုပ်ငန်းကိုဂရုစိုက်ပြီးတော့အချိန်ကိုတန်ဖို့စစ်စစ်နဲ့ကိုလုပ်ရမယ့်ဥစ္စာကိုအရေးကြီးသောအရာကိုအရင်လုပ်လာတဲ့ခါကျတော့အချိန်တွေလုပ်ဖြစ်သွားတော့အရာတွေရှိလာတယ်တိုးတက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလုပ်ငန်းကအဖြစ်ကိုယ့်ရဲ့အတွေ့အခေါ်လည်းတိုးတက်စေတယ်ပြီးတော့အကျင့်ကောင်းတွေလည်းဖြစ်လာစေတယ်ဒီအကျင့်ကောင်းတွေအတွေ့ကောင်းတွေရှိမှပဲကိုယ့်ရဲ့စီးပွားရေးကိုလည်းအောင်မြင်လာမယ်ဆိုတဲ့အရာကိုသိလာတဲ့ခါကျတော့ဒီကိုယ့်ရဲ့အတိုက်အဝိုင်းတငယ်ချင်းတွေနဲ့အတူတူတွာလာရင်းနဲ့ဒီအရာလေးတွေကိုပျော်ရွှင်စွာနဲ့ပေါ့နော်လှုပ်လာတယ်တိုးတက်လာတဲ့ခါကျတော့ကိုယ်လည်းစိတ်ပျော်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစီးပွားရေးကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပေမဲ့ခက်ခဲစွာတွေးပြီးတော့လုပ်ငန်းမျိုးမဟုတ်ဘဲနဲ့ပျော်ရွှင်စွာနဲ့လုပ်ကင်ရင်းနဲ့လုပ်ငန်းမျိုးလည်းဖြစ်တယ်ကောင်းတယ်ဆိုတဲ့အရာကိုပြောမယ်ဆိုရင်တော့ကိုစီးပွားရေးကိုဟိုအရန်ပဲအကောင်းပဲပြောတယ်ကြောင်ညာလိုက်တာလို့ထင်ကောင်းထင်မယ်ဒါပေမဲ့မဟုတ်ပါဘူးအဲ့ဒါကတော့တကယ်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတယောက်နဲ့တယောက်တွေ့ဆုံတာလဲအရန်ကိုပျော်ရွှင်စရာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ပြောတော့အရာတွေလည်းတယောက်နဲ့တယောက်ပြောတဲ့အရာကိုလည်းခွန်အားရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒါတွေဟာကြာလာတဲ့ခါကျတော့ဟိုမတွေ့တာကြာရင်တော့မှတတိယလာတယ်ပေါ့နော်အရင်ကဆိုရင်ကျမဘယ်တော့မှကျမတော့ live မှာလည်းလုပ်မှာမဟုတ်ဘူးဒီလိုမျိုး group မှာလည်းပါမှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ကဒီလိုမျိုးပဲရှိခဲ့တယ်လေနော်အခုတော့အဲ့ဒီအရာတွေဟာအများကြီးပြောင်းလဲလာတယ်ပေါ့နော်ဒီလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ဘယ်အရေးကြီးလဲဒါလုပ်ရမယ်ဆိုတော့စဉ်းစားထားတဲ့အကျင့်အလေးအထားလေးတွေလည်းရှိလာတဲ့အတွက်ကြောင့်အချိန်ကြီးလုပ်လာနိုင်တာဖြစ်တယ်ဒါအဲ့ဒါကကျမရဲ့အလေးကျင့်လေးတွေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးစီးပွားရေးတာမစတင်ခဲ့ဘူးဆိုရင်ကိုယ်တွေလည်းအတွေ့အခေါ်လည်းပြောင်းလဲမှာမဟုတ်ဘူးအကျင့်လေးတွေလည်းပြောင်းလဲမှာမဟုတ်ဘူးအလကားနေနဲ့အချိန်ကိုကုန်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့မှာကျမတို့ကကျမတို့ရဲ့ဘဝအနာဂတ်အတွက်လုပ်နိုင်တဲ့အချိန်မှာကိုလုပ်နိုင်တဲ့အရာလေးတွေကိုကြိုတင်ပြီးတော့လုပ်ထားတာဖြစ်တယ်နောက်10နှစ်မှာနောက်10နှစ်ရောက်လာတဲ့အခါမှာနောင်တမရအောင်ဆိုတဲ့စကားကိုကျမအရန်ကိုခွန်အားရတယ်ပေါ့နော်
ကျမတို့လည်းနောက်ဒီကနေ10နှစ်လောက်မှဆိုရင်ကြားရဲ့သားနဲ့ကျမလည်းမလုပ်ခဲ့ဘူးဆိုတဲ့အရာမျိုးလေးတွေကိုမဖြစ်အောင်ပေါ့နော်ဒီစီးပွားရေးကိုကျမတို့လုပ်နေတာဖြစ်တယ်အခုချိန်မှာလူတွေကတော့ရေကောင်းရေကြက်လိမ့်မယ်သူတို့က online မှာတစ်ချိန်လုံးလာကြတာပဲလို့ပြောတဲ့လူလည်းရှိကောင်းရှိမယ်ဒါပေမဲ့နောက်10နှစ်လောက်မှဘယ်လောက်ပြောင်းလဲသွားမလဲကွာဟသွားမလဲဆိုတဲ့အရာကိုနောင်တမရချင်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒီနေ့မှာကျမတို့ရဲ့ live ကိုကြားတဲ့လူနားထောင်တဲ့လူနောက်မှနားထောင်မဲ့လူအတွက်လည်းပြောချင်ပါတယ်ဘဝဆိုတာအချိန်ဆိုတာအရန်ကိုတန်ဖို့ရှိတယ်ဒီနေ့လှုပ်တဲ့အရာတွေကိုချက်ချင်းပဲလှုပ်တာကောင်းတယ်ပေါ့နော်တစ်နှစ်ဆိုတာအရန်ကိုကုန်လွယ်တယ်ပေါ့နော်မသိခင်မှာ9နှစ်ကကုန်သွားပြီတခုခုအရေးကြီးသောအရာကျမတို့စထားတယ်ဆိုရင်နောက်9နှစ်နောက်10နှစ်မှာဒီစီးပွားရေးလုပ်တဲ့လူတွေဘယ်လောက်ကိုပြောင်းလဲသွားလဲဆိုတဲ့အရာကိုတည်တဲ့အခါမှာငါမလုပ်ခဲ့ဘူးဆိုတဲ့နောင်တတွေကိုမရချင်ဘူးဆိုရင်ကျမတို့စမှာလဲအားလုံးလေ့လာချင်တဲ့လူကြိုက်တဲ့သူစမှာလာလေ့လာလို့ရတယ်ဆိုတဲ့အရာကိုလည်းဖိတ်ခေါ်ချင်ပါတယ်ပြန်ထည့်ဆရာရှိကြလား တနာတော့မရှိပါဘူးမ မရှိဘူးဆိုရင်လည်းဒီညကျမတို့ရဲ့ live ကတော့ဒီမှာပဲရနာတော့မယ်နောက်အပတ်မှာလည်းပြန်လည်ပြီးတော့live လုပ်တဲ့အခါမှာလာပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်တယ်အားလုံးပဲဘိုင်ဘိုင်နော် ဟုတ်ကဲ့ပါ